ကဲအားလုံးပဲမင်္ဂလာပါဒီနေ့လေးမှာဒါကျွန်တော် customize အပ်ထားတဲ့အဆောင်လေးဘယ်နှခုလဲ1 2 3 4 4ခုကြောင်းပေါ့နော်ဆိုတော့ဒီအဆောင်ရဲ့ကဒါကျွန်တော်မလေးရှားမှာထားတဲ့အဆောင်လေးနော်sorry ဗျာနေရာသိမ့်မကောင်းနှာစီးနေလို့ဒီမှာဒါကသူကစအားတက်နော်လက်ပတ်လေးဒါလေးကိုဒါမှာထားတယ်နော်ဒီမှာအဖြူလေးနဲ့သူကအဖြူလေးဆိုတော့မြင်မြင်ရစ်ပတ်တာပေါ့ဒါပေမဲ့သူကရေလျှော်လို့ရတယ်နော်ပိုးကျိုးနဲ့ကြက်ထားတာဖြူလေးကြသိပ်ပေတီတော့မခံနော်လှတယ်ဖြူနဲ့ဝါနဲ့ကြက်ထားတဲ့ဟာလေးဒါလေးကစအားတက်လက်ရွှင်ဟာလေးနော်ဒါကြတော့ body pack ရဲ့အဆောင်လဲဆွဲလေးကျွန်တော်ခုနကတော့တင်ပေးထားတယ်ဒီဘက်မှာနော်ဆိုတော့ဒီမှာငွေပြားအစ်စ်နဲ့စီရင်ထားတာဒါငွေပြားအစ်စ်မှာဒီမှာ body pack ရအင်းနဲ့ဘေးကနေစမတွေရံပြီးစီရင်ထားတဲ့ဟာလေးနော်ဒါလေးကဒါကျွန်တော်ဒါမလီကမှာသွားတဲ့ဟာလေးနော်ဟောကပြောင်းမြင်ဆိုဒါမျိုးလေးသူကနော်ဒါလေးတခုဒါတစုံဒီနှစ်ခုရဲ့ဒီဆက်လွယ်ရဲ့ကြတော့ဒါထိုင်းရမှာသွားတဲ့နော်ဒါသူတို့တငယ်ချင်းနှစ်ယောက်တယောက်ကတော့ဆက်လွယ်တစ်ခုနဲ့ဟိုတခုနဲ့ဒါကျွန်တော်ဂဝင်းရှစ်စီကားတိတ်ဒီဆက်လွယ်ထွေထူးကြော်ညာစရာမလိုကျွန်တော်ကောက်ထဲမှာအများနဲ့တင်ပေးပြီးသားနော်အမလေးချောင်းဆိုဘဲဆက်လွယ်ညာစမောင်းနဲ့နော်ဒါဆက်လွယ်ကျိုးဖြစ်တဲ့အတွက်ဘယ်ဘက်ပခုံးမှတင်ပြီးလွယ်ရတယ်။ဘာသာကပြောနေလူကလွယ်တော့ညာဘက်ကနော်ဒါဘယ်ဘက်မှာလွယ်ရတာနော်ဒါဘယ်ဆက်လွယ်ညာစမောင်းဆိုပြီးရှိတယ်ဆက်လွယ်ကျိုးစမောင်းကျိုးမှာဒါဆက်လွယ်နော်ဒါကဝင်ရှစ်စီကားတိတ်ကြီးဆက်လွယ်ဒုတ်သားတနက်အမြောက်စိန်ပြောင်းတိတ်ချုံဝါချုံအစရှိတဲ့လက်နဲ့အမျိုးနော်30တီတီပြီးတယ်ဆိုတဲ့ဆက်လွယ်နော်ဒါလေးရဲ့နောက်ထပ်ကဒီမှာဒါဖះကတော့ဒါကျွန်တော်တို့ကျေးစင်းနုတော်ပေါ့နော်ကျေးစင်းနုတော်ဘာဆွမ်းလဲမေးလို့ရှိရင်တော့ဒါနေကစားတင်ပြီးသားဖះဆိုတဲ့အတိုင်းသုံးလောကထွက်ထားပေါ့ဗျာနော်ဒါကတော့စောင့်ထားရင်ဘာကောင်းလဲမေးတော့ဖះကတော့ဖះပါပဲနော်ဒီလိုပဲရှင်းပြပါဒါကျွန်တော်လိန်ရောင်းတာလည်းမဟုတ်လုံရောင်းတာလည်းမဟုတ်ဘာအသားနဲ့မှထုတ်ထားတာတော့မဟုတ်စင်းနုတော့နော်ဒီအပေါ်ကအင်းတော့ဒါငွေပြားအစ်စ်နဲ့စီရင်ထားတဲ့ဣရှိချက်အင်းနော် ETP တော်ဝိတေတေဣတေတေပဋ္ဌာနာမိဣမိနာဘုံမိတံတော်ဣတောတံဗုဒ္ဓံပိတိဣဆိုတဲ့ဣရှိချက်အင်းတော်ငွေပြားအစ်စ်မှာစီနိုင်ကြတော့ရွှေကြိုးလေးပတ်ပေးထားတယ်နော်ဒါလေးဒါကျွန်တော်တို့ဆွဲကြိုးဒီဇိုင်းလေးတွေဆွဲချင်းရပါတယ်ဆိုတဲ့သူတွေအတွက်ပေါ့နော်ဒါလေးသူ customize ပဲညီမတို့ကအလဲမှာ in down နဲ့အဓိကဒီ in တော်ဆွမ်းတာနော်အဲ့ဒါလေးနဲ့ဒါဖျားနဲ့နော်ဒါနှစ်စုံစီဒါလေးမှာယူသွားတာလေးတွေခါလေးလာပြပေးတာပါဗျနော်နောက်ထပ်လည်းမှာယူလို့ရဲဆိုလို့ရှိရင်တော့လာရောက်မှာယူလို့ရတယ်ကျွန်တော်399624လုံး935ဆိုတဲ့နံပါတ်ကိုတိုက်ရိုက်ဆက်သွယ်ရတော့၎င်း TikTok Messenger Viber Telegram အဆင်ပြေကနေလာရောက်မှာယူလို့ရပါတယ်ဗျအားလုံးပဲစိတ်ကြမ်းပါခြင်းကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံတော်မူကြပါလိမ့်ခင်ဗျာ